ဒီထူးဆန်းတဲ့ကဘာကြီးထဲမှာလူတိုင်းဟာအစဉ်တဆက်ရှိတဲ့လေပြင်းမုန်တိုင်းရဲ့အားအတွင်းမှာနေထိုင်ကြရတဲ့အချိုရည်တောက်ချင်ရင်ခွက်ကိုမြောက်လိုက်ရုံပါပဲကလေးငိုလို့ချော်ရတာလဲလွယ်ပါတယ်ငိုနေတဲ့ကလေးကိုမြေကြီးမှာချီနှောင်ပြီးလေထဲမျောလိုက်ရုံပါပဲကလေးကချက်ချင်းကိုတာရက်သွားပြီးပျော်စရာအတန်များနဲ့ရေမောလာပါတယ်စပင်ညက်သမားတွေကတော့အလွယ်ဆုံးဝင်ငွေရှာလို့ရတဲ့ဖောက်တယ်တွေကိုလေရှိမောက်မှာတန်းစီခိုင်းပြီးတစ်ချက်တည်းညက်ယုံနဲ့ဆန်ဆက်ပုံစံအသေးရသွားတဲ့ပိမောင်ကစားတာဆိုရင်တော့တကူတော့အားကစားတစ်ခုတောင်ဖြစ်သွားပါတယ်ဒါပေမဲ့တစ်ခါတလေကြာရင်တိတ်မကောင်းပါဘူးဒီခွေကဘယ်နေရာပဲဖြစ်ဖြစ်စီးကိုဆွန့်လိုက်တဲ့သူစီကစပင်ညက်သမားတစ်ကိုယ်လုံးကိုပတ်ဖြန်းမိသွားတယ်ဒီလူကတော့သူ့ရဲ့လစာတွေအားလုံးကိုအုပ်ထုတ်ဝယ်ဖို့အတွက်နဲ့အကုန်သုံးလိုက်ရတယ်ကံကောင်းတာကလူတိုင်းဟာဒီလိုနေထိုင်နေကြဖြစ်နေပြီဒါပေမဲ့တနေ့မှလူတစ်ယောက်အနီးကကန်တာရတဲ့ကိုရောက်လာတယ်။သူကသတိကြီးစွာနဲ့ပတ်ဝန်းကျင်ကိုလှမ်းကြည့်ပြီးမြေအောက်ခန်းတစ်ခုကိုဖွင့်ကာမြေအောက်ခန်းထဲကိုဆင်းသွားတယ်။တက်ကြီးရွယ်အိုတစ်ယောက်ကစက်တလုံးကိုညှစ်ကန်ရုံးကန်လှုပ်ရှားနေတယ်။သူရက်လိုက်တဲ့အခိုက်မှာဘေးအန္တရာယ်တွေစတင်ခဲ့တဲ့ကဘာတဝန်းလုံးကလေတွေရက်တန့်သွားတဲ့ကောင်းကင်တွေကကလေးတွေအောက်ကိုပြုတ်ကျကုန်တယ်။စပင်းညက်သမားကဖောက်တဲ့တဦးရဲ့နှာခေါင်းကိုညှက်မိသွားတဲ့အသီးဖြော်ရည်တောက်နေတဲ့လူကမျက်နှာတစ်ခုလုံးဖြော်ရောင်ကာတွေပြန့်နှံ့သွားတယ်လူတွေအတွက်ပိန်မောင်ကစားလို့မရတော့ဘူးဒီလူကတော့ရေချိုးခန်းတောင်ဝင်မရတော့ဘူးကဘာကြီးပယန်းပါတာဖြစ်နေချိန်မှာပဲလေပြင်းကပြန်တိုက်ခတ်လာတဲ့ရခင်ထက်ကိုအစတရပိုပြင်းလာတဲ့ဖြစ်ခဲ့တာကမြေအောက်ခန်းထဲကတက်ကြီးရွယ်အိုနဲ့လူတစ်တို့ဟာတာဝန်လွှဲပြောင်းမှုပြီးဆုံးသွားကြလို့ပါပဲထိုနေ့မှစပြီးအရာရာတိုင်းဟာမူလန်းကြောင်းအတိုင်းပြန်လည်စီးဆင်းသွားကြပါတော့တယ်